မင်္ဂလာပါ Same Scale မှာကြိုဆိုပါကျွန်တော် Same Scale ကဦးစီးသူတွေဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးချင်တာတော့ကျွန်တော် site မှာဒီ pre order မှားထားရတဲ့ပေါ့နော်ကျွန်တော် site မှာ Twitter ရောက်ထားတဲ့ pre order မှားထားရတဲ့ကပကူးမျိုးကကိုတက်နောင်စုမှားထားတဲ့ကျွန်တော်ဒီ Twitter M5 common frame ဘိန်းလေးပေါ့နော်သူကစီမံခွေးရောင်လေး Shimano Theory ဂျပန် Gear နဲ့ Carbon Hub နဲ့အကောင်လေးရောက်တယ်ပေါ့နော်ဒါပစ္စည်းစင်နဲ့ကျွန်တော်ဆင်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြပေးချင်ပါတယ်ကြည့်ပါဒီကောင်လေးက Twitter M5 cement grade ပေါ့နော်29 Carbon Hub Fusi brand Carbon on နဲ့ကျွန်တော်ဒီမှာနောက် Shimano Theory Gear 110 Massive Tire နဲ့ဒါကတော့ M5 ရဲ့ Carbon frame ဖြစ်ပါတယ် Twitter M5 ရဲ့ Carbon frame ပြီးတော့ဒီမှာ cloud တွေကလည်း Shimano 100 cloud တွေဖြစ်မယ် brake က Shimano MT200 C brake တွေဖြစ်မယ်ပေါ့နော်ဒီမှာ foul lock ပါမယ်ပြီးတော့ Twitter boost foul ကျွန်တော်F5 ကိုမြင်ရမှာဖြစ်ပါတယ်ရှေ့ဖက်ကလည်းကျွန်တော်ကာဘောဟောက်ကိုကာဗွန်အုံနဲ့ဖြစ်မှာပေါ့နော်ဒါတော့ Twitter F5 cement grade ဖြစ်ပါတယ်ဟုတ်အားပေးသွားတဲ့အကိုလည်းကျေးဇူးများတင်ပါတယ်ဗျာဒီဘိန်းလေးပြင် Twitter pre data ပါထပ်မံအားပေးသွားတဲ့အကိုကိုထပ်ဆင့်ကျေးဇူးအများကြီးတင်ရှိပါတယ်